Hello 여러분 안녕하세요. 디니가အခန်း26မှာရှိတဲ့ Iki နဲ့ Tuki လေးကိုဆက်ပြီးတော့ရှင်းပြပြပါမယ်။ကဲနံပါတ်1နံပါတ်2မေခွန်းကိုကြည့်အောင်။ဘင်ခန်းနဲ့ဒရောကာကာချန်အာမဇွန်ကောဆိုကိုရိုရှိဖြီယိုကွက်လက်မှာဝင်သွားမဲ့ပန်ကန်တဲ့ຢာကိုရွေးချယ်ပါ။နံပါတ်1မှာဘာပိုမောက်ကိုတဲ့နော်တဲ့။နော်ထမင်းကိုစားတဲ့ခါမှာကတော့ဆွန်ခရကုစုကိုစုံကိုအသုံးပြုပြီးဘန်ချန်တော့မောက်ကိုတဲ့နော်အရင်ရင်ကိုစားတဲ့ခါမှာကတော့ဂျောကရကုကွက်လက်နော်တူကိုကွက်လက်နံပါတ်1မှာ BQ ဟာမီတာနှိုင်းရှင်ပါတယ်နံပါတ်2ကျောင်းလေးဟာမီတာနေရာကျထားတဲ့ sorry နံပါတ်3ဖိုးချမ်းဟာမီတာထုတ်ပိုးပါတယ်နံပါတ်4စာရုံးဟာမီတာအသုံးပြုပါတယ်တဲ့အဖြစ်အပဖြစ်မလဲထမင်းကိုစားတဲ့အခါမှာကတော့ဇွန်းကိုအသုံးပြုပြီးအရင်ဟင်းကိုစားတဲ့အခါမှာကတော့တူကိုမလုပ်ပါလဲသုံးပါပေါ့နော်အဲ့အတွက်အဖြစ်နံပါတ်4စာရုံးဟာမီတာနော်ကဲနံပါတ်2မှာ한국은 제 고향보다 좋습니다. 코리아가로 저는 무예 밑에 일에 납시가 사사해지며 너 야디루가 일라인 꼴라루 해야 됩니다. 꼴라고 넣어야 밤에 너마트 남밤 아부 베진 너마네 냉밤 에이 베진 너마도 소리 너 소리 조합 진신진 너마리 교환 레레진 코리아가로 저는 무예 밑에 일에 야디루가ကေးလာရင်ကွက်လက်ကိုလောက်ရပါမယ်ဆိုတော့မလောက်ရဘူးကေးလာမှာတော့အပူပေးရမှာပေါ့နော်အဲ့အတွက်ဖြေရနံပါတ်1နံပါတ်ပေါ့နော်ကဲနံပါတ်3မှာတောင်းမကျုံမိချုံချင်းပူပူနေမန်နုံမွန်ချန်တို့ကိုလူရှိဖြူအောက်ပါထဲမှာမြင်ထားတဲ့စိတ်ပိုင်းကမှန်ကန်တဲ့ဝက်ကြောက်ကိုရွေးချယ်ပါတဲ့နံပါတ်1မှာဒီဝေးကြရဲ့ဂျုံအန်ဂျောတို့တွေရောတဲ့ဒီမှာမြင်ထားတာကိုကြည့်မယ်ဆိုရင်အန်ဂျာတို့တွေရောပြရမှာနော်အဲ့အတွက်နံပါတ်1ကမှားတယ်နံပါတ်2မှာ사무실 앞에 주차하도 돼요. 너 주차하도 돼요. 디마소인 미나라고 지면서인 주차해도 돼요. 너 내가 말해. 남아동 여기에서 담배로 피우도 돼요. 미나라고 지면서인 피워도 돼요. 너 동아래 말해. 남아리마 공장에서 사진을 찍어도 돼요. 미나라고 지면서인 찍어도 돼요. 주로 말해 보노. 비야 남아리야 만와이 보노. 그 남아리마ဘင်ခန်းနဲ့ဒရောကာအာမဂျုံဖြူဟုနိုကိုလာမွန်ချန်နိုဝန်ဆောင်အားရှိရှိကွက်လက်မှာဝင်သွားမဲ့မှန်ကန်တဲ့ပေါ်ပြချက်ကိုရွေးချယ်ပြီးတော့ဝက်ကြကိုဖြည့်ဆွက်ပါနော်နာနုံဂျင်းနန်ဂျူမာရဲ့အီဆာရူဟက်စမီတာတဲ့ငါကတော့ပြီးခဲ့တဲ့ပိတ်ရက်မှာအိမ်ပြောင်းခဲ့တယ်ဆေပဂျီကွန်ချောရဲ့နော်တဲ့နော်အိမ်တဲ့နီနာမှာကတော့ဂုံဝနီဆောဆောပန်းချန်ကရှိလို့ဆမ်ချဲကိုဟာဆူကိုညောင်းပြေညာပြေလမ်းလျှောက်နိုင်ပြီးဘာထူထူကာကစမီတာမာကတ်နဲ့လည်းနီးတယ်တဲ့ဆက်ကြည့်ပြီးအိမ်တက်ကဂျုံမတကယ်ကိုကွက်လက်နံပါတ်1မောင်းမဲတူမီတာစိတ်တိုင်းကြတယ်ပေါ့နော်နံပါတ်2နောကိုကျဲပြီးတော့ကဲကွတ်ထာမီတာတန်ရှင်းပါတယ်နံပါတ်3ဂျိုးထုံကြီးဖြုံးလိုက်ရမီတာရင်ကြောကအဆင်ပြေတယ်နံပါတ်4ဘိုးကျုံကုန်းမေးဂျော်လျုံဟာမီတာစပေါ်မွေကဈေးချူတယ်တဲ့အဲ့တော့ဘာဖြစ်မလဲပြည့်ရကျွန်တော်ငါကတော့ပေါ့နော်ပြီးခဲ့တဲ့ပိတ်ရက်မှာအိမ်ပြောင်းခဲ့တယ်အိမ်တဲ့နီးနားမှာပန်းချံကရှိလို့ညောင်းပြညာပြီးလမ်းလျှောက်နိုင်ပြီးတော့မာကတ်လည်းဒီတယ်တဲ့နော်မာကတ်နဲ့လည်းနီးတယ်အိမ်တဲ့ကတကယ်ကိုဘာဖြစ်မလဲစိတ်တိုင်းကြတယ်ပေါ့နော်နံပါတ်1မောင်းမဲတူမီတာပေါ့နော်နံပါတ်5မှာတောင်းကိုရိုကိုနေုံကကာတုံးကောဆုကိုရိုရှိဖြူအောက်ပါစာပိုက်ကိုဖတ်ပြီးတော့အကြောင်းအရာနဲ့တူတဲ့ရာကိုရွေးချယ်ပါတဲ့စာပိုက်လေးရှင်းပြပေးမယ်နော်한국에서는 코리아 마가로 시사로 시작하대노 너 아사고 너 사된 사례 가마가로 너 어른이래 너 루지가 먼저 연속 음식을 드신 후에 너 아사사고 사비래 나오마 아래 사람이 너 디버 룽에리가 너 머스미다 사바래래 너 lâuတယ်မှာ ဆိုရင်တော့လောက်ငယ်သားပေါ့နော်ပြီးရင်ဆုံးခါတဲ့ကရိုနိုတဲ့နော်ဆုံးကတော့နော်ဆုံးကတော့တဲ့ဘက်ကွာထမင်းနဲ့ကူစုပ်ပြုတ်ကိုမော့ကိုစားပြီးတော့ဂျောခါတဲ့ကရိုနော်တူကတော့ဘန်ဆန်နိုမော့စမီတာအရင်ဟင်းကိုစားပါတယ်ခရိုနာဒါပေမဲ့ဆုံးခါတဲ့ကွာဂျောခါတဲ့ကူနော်ဇွန်နဲ့တူကိုဒုံရှိရဲ့တပြိုင်နက်တည်းဒူဂျီမာရယာဟာမျိုးနော်မစားရပါဘူးတဲ့ဘက်ကူရိုရှိနာဒီထမင်းပကံလုံးပဲဖြစ်ဖြစ်ကိုကရိုဆုနော်စုပ်ပြုတ်ပကံလုံးကိုစွန်းတို့လက်ဖြင့်သူကိုမာပြီးတော့မော်ကောမျိုးအန်တယ်မီတာစားရင်မရပါဘူးဘိုးထုံများသောအပြင်ဘက်ကွာထမင်းနဲ့ကိုကုံစုပ်ပြုတ်ကတော့ဂိမ်းပြောလို့ဦးချင်းစီလိုက်မော်ချီမန်စားပြီးမယ်ဘန်ဂျန်နော်အရင်ဟင်းကတော့ဟန်ကဲအတူနာနွေမော့စမီတာနော်မျှဝီစားတယ်တဲ့နော်အဲဆိုရှင်းမယ်နော်အဲဆိုတိုက်ကြအောင်နံပါတ်1မှာဘပ်ပိုမောက်ကိုတဲ့နော်ထမင်းကိုစားတဲ့အခါ
Olim စားတယ်မီမွန်ကျော်မော့စမီတာလူငယ်ကအရင်ဆုံးစားတယ်ဟုတ်လားမဟုတ်နော်လူကြီးကရင်စားနော်အဲ့အတွက်နံပါတ်1ကမှားတယ်နံပါတ်2မှာဂရုစုတူကိုမော်နွန်ဂေါ်ဆုနော်ပကံလုံးကိုမာပြီးစားတဲ့အရာကတော့တဲ့ရဲကြောတဲ့အော်ကူနာမီတာတဲ့နော်ယဉ်ကျေးမှုနဲ့မကိုက်ညီဘူးတဲ့ဟုတ်လားပကံလုံးကိုမာပြီးစားတာယဉ်ကျေးမှုနဲ့မကိုက်ညီဘူးတဲ့ဟုတ်လားဆိုတော့ဟုတ်တယ်ပေါ့နော်အဲ့အတွက်ဖြေရနံပါတ်2ကမှန်ပါပြီနံပါတ်3ဘိုးထုပ်ပတ်ကွာကူကိုစားရမ်ဒူရီခန်ကဲနာမည်မော့စမီတာများသောအားဖြင့်ထမင်းနဲ့စွပ်ပြုတ်ကိုတဲ့နော်လူတွေကအတူမျှဝေစားတယ်တဲ့ဟုတ်လားမျှဝေစားတာပါလေဘန်ဂျန်ပေါ့နော်အရင်ဟင်းကိုမျှဝေစားနော်အဲ့အတွက်နံပါတ်3ကမှားတယ်နံပါတ်4မှာဘန်ဂျန်တို့ဆုံခါရကီနာဂျောခါရကရူမော်ကောမြွန်တယ်မိတာတဲ့အရင်ဟင်းကတော့နော်ဆုခါရကီနာဆုံးပဲဖြစ်ဖြစ်ဂျောခါရကရူတူဖြင့်မော်ကောမြွန်တယ်မိတာစားရင်ရတယ်တဲ့ဟုတ်လားမဟုတ်ဘူးနော်အရင်ဟင်းကတူနယ်ပဲစားတာနော်အဲ့အတွက်နံပါတ်4ကမှားတယ်အဖြေကနံပါတ်1ပေါ့နော်ရမယ်နော်ကြရဆိုရင်ကျွန်တော်ဒူကီလေးကိုဆက်ကြည့်အောင်ဒူကီနံပါတ်1ပါတောင်းမွန်သူကိုမိုရိုမဲအာမကျွန်းဒေတာဖို့ကိုရိုရှိဖြူအောက်ပါကိုနားထောင်ပြီးတော့မေကုန်းမှာမှန်ကန်တဲ့အဖြေကိုရွေးချယ်ပါတဲ့နံပါတ်1ပါဆိုရင်နဲမာတန်ကြီးဆိုရဟုတ်ကဲ့မြေကွက်လက်ကရှိတယ်နံပါတ်2နဲမာတန်ကြီးကဲကိုတဲ့ရဟုတ်ကဲ့မြေကွက်လက်ကတန်ရှင်းတယ်နံပါတ်3အာနီယိုမာတန်ကြီးချိုပါရအင်းမြေကွက်လက်ကကျင်းတယ်နံပါတ်4အာနီယိုမာတန်ကြီးရှင်းဝန်းနေရနော်မြေကွက်လက်ကအေးမြတယ်တဲ့ဒီနံပါတ်1မှာပြောလဲမသိဘူးကြည့်အောင်နော်နံပါတ်1မှာဆိုရင် main ကလေးကပြောတယ်မာတန်ကြီးနော်ဖော်ရောတဲ့နော်မြေကွက်လက်ကကျဲလားလို့မိတာမြေကွက်လက်ကကျဲလားလို့မိတဲ့အတွက်ကြောင့်ဘာဖြေမလဲအဖြေကနံပါတ်3ပေါ့နော်အာနီယိုမာတန်ကြီးချိုပါရောမြေကွက်လက်ကကျင်းတယ်လို့ပြန်ဖြေမယ်ပေါ့နော်အဲ့တော့အဖြေက3ရမယ်နော်ကဲနံပါတ်2မှာဒူစားရန်မိုးမောဆဲတဲ့ဟဲ့မာရာကိုအီစမီကလူနှစ်ယောက်ကတော့ဘာနဲ့ပတ်သက်ပြီးတော့စကားပြောနေတယ်တဲ့နံပါတ်1အုံးရှိစွာကအစားအစာနံပါတ်2ခဲကြောရာသီဥတုနံပါတ်3ယောဟိန်ခီနံပါတ်4ဟျူကာအားလျက်ဘာကြောင့်ပြောလဲကြည့်အောင်နော်နံပါတ်2မှာဆိုရင်ယောက်ျားလေးကဟန်ကိုစားရန်ဒိုရုံတောင်းယောရမဲမော်မော်ကိုယောကိုရီးယားလူမျိုးတွေကတော့ပူတဲ့နွေရာသီမှာဘာစားလဲတဲ့အာနယ်မင်းကလေးကရှောနဲ့နဲမြောင်းနေတာတဲ့နော်အေးမြတဲ့ခောက်ဆွဲပဲဖြစ်ဖြစ်စံကဲထန်ကိုမာနီမော်ကိုယောနော်ကြက်ကျင်စဲဆိုပြုတ်ကိုအများကြီးစားတယ်တဲ့သူတို့ဘာကြောင့်ပြောနေတာအစားအစာကြောင့်ပြောတာနော်အဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဖြေရနံပါတ်1ဝုံရှိပေါ့နော်နံပါတ်3မှာတောင်းမွန်ဒုကိုအီယောဂျင်နိုမာလို့ဂါဂျာအမကျွန်းကောဆုကိုရိုရှိဖြူအောက်ပါကိုနားထောင်ပြီးတော့နော်အီယောဂျင်နိုဆက်နေတဲ့မာလို့စကားနေဖြင့်နော်ဂါဂျာအမကျွန်းကောဆုကိုရိုရှိဖြူအမှန်ကန်ဆုံးသောအရာကိုရွေးချယ်ပါတဲ့နံပါတ်1မှာချိုးတဲ့ကျူချောဆောကမ်စားရဲ့ကိုဖိတ်ကြားပေးလို့ကျေးဇူးတင်ပါတယ်နံပါတ်2မှာနာတိုဟန်ပိုမော်ကောပူကိုရှိပေါ်ရောငါလည်းတစ်ချိန်လောက်တော့ပေါ့နော်စားကြည့်ခြင်းနဲ့တဲ့နံပါတ်3ချင်းကိုတို့ကွာတငယ်ချင်းတွေနဲ့နော်ချုကဖာတီတို့နော်ဂုံပြုတ်ပါတီကိုဟာလျော့ကိုရောလုံးမလို့ပါတဲ့နံပါတ်4မှာအော်မော်နီကအမေကမီယောကိုရင်းကြီးဟင်းရဲ့ကိုကုရောကျူရှော့ဆိုရောနော်ဒီမှာကျတော့ပြုတ်ပေးခဲ့တယ်ပေါ့နော်ကြိုးပေးခဲ့တယ်ပေါ့နော်အဲ့တော့တိုက်ကြည့်အောင်အားနဲ့နံပါတ်3မှာယောက်ျားလေးကပြောတယ် object ကမနေ့ကစင်ကြီးရောကြည်ရောတဲ့နော်မွေးနေ့မဟုတ်လားမရှိနုံကောမော်ကောဆိုရောနော်ရတာရှိတဲ့ရာစားခဲ့တယ်မလားတဲ့မေးလိုက်တာနော်မနေ့ကမွေးနေ့မဟုတ်လားရတာရှိတဲ့ရာစားခဲ့တယ်မလားဆိုဘယ်လိုပြန်ပြောမလဲအဖေကနံပါတ်4ပေါ့နော်အမော်နီကမီယောကူရောဂျူဆော့ဆိုရောပြန်ပါပေါ့နော်အမေကရင်းကြီးဟင်းကိုကြိုးပေးခဲ့တယ်ပေါ့နော်တခုမှတ်ထားမှာကသူတို့ကမွေးနေ့ဆိုရင်နော်ရင်းကြီးဟင်းကိုစားတောက်တယ်ပေါ့နော်အတွက်အဖြေကနံပါတ်4နော်ကဲနံပါတ်4နံပါတ်5မေးခွန်းကြည့်အောင်တောင်းကျုံဒူရုံတဲ့နော်အောက်ပါတဲမှာနားထောင်တဲ့နေုံကကာဆုံးအကြောင်းအရာနဲ့တူတဲ့ကောဆွမ်အရာကတော့ဘောရှိမီကဘာဖြစ်ပါတလဲတဲ့နံပါတ်4ရဲ့နံပါတ်1နမ်ဂျာနော်ယောက်ျားလေးကတော့အော်လမာကျော်နဲ့မကြသေးမီကဟန်နိုဂရုနော်ရိုးရရင်တို့အီဆာရူဟက်တာအိမ်ပြောင်းခဲ့တယ်နံပါတ်2နမ်ဂျာနော်ယောက်ျားလေးကတော့ယောကြရဲ့ကမိန်းကလေးစီကိုဆဲကြည့်ဖို့ဆိုခဲ့ဟာကိုဤတာအိမ်တစ်ကိုမိတ်ဆက်တယ်နံပါတ်3ယောကြနော်အဖာတိုဆန်ဝါရီဘူဖြွန်ဟန်တာကိုစင်ကာခန္တာနော်မိန်းကလေးကတော့တဲ့ဒီအစာအုပ်ပေါ့နော်နေထိုင်မှုဘွားကအစင်မပြေဘူးလို့တွေးတယ်နံပါတ်4ယောကြနော်မာတန်ကြီးနော်ဖုံးကြည့်ပဲဆိုတဲ့နော်မိန်းကလေးကတော့မြေကွက်လက်ကျဲတဲ့အိမ်မှာစာရာဘူရှိပေါ်တာနော်နေကျင်ခဲ့တယ်တဲ့တိုက်ကြည့်အောင်နော်နံပါတ်4မှာဆိုရင်မိန်းကလေးကစပြောတယ်အီစာချုခရဲ့ရောတဲ့နော်အိမ်ပြောင်းလာဂုံပြူပါတယ်ဒုတိယတဲ့နောက်ဆုံးတော့ပေါ့နော်ဟန်နိုကဲဆို
ဂျိုးရအိမ်မှာစားကဲတွေရောနေရောနေဖို့ဖြစ်လာပြီနော်အဖတ်သူပိုတာနော်အစာဝန်ထက်ပူဖြောင်းဟန်ကဲမာနိုထွန်းတဲ့နော်အစင်မပြေတဲ့ရာများတယ်ပေါ့နော်ကမ်ချန်ကဲဆိုရောနော်အစင်ပြေတယ်မလားပေါ့မေးလိုက်ဟာနေယောက်ျားလေးကမိုးလုံးပူဖြောင်းဟာကဲကြည့်ရောတဲ့အစင်မပြေတာသိကြတာပေါ့နော်ဂရဲတို့ဒါပေမဲ့လေမာဇန်ကြီးမြေကွက်လက်ကနော်ပုံကြည့်ပဲဆိုကျဲတဲ့အိမ်မှာကိုတေကြပေါက်စားရပူကိုရှိဖို့ဆိုရောနေကျင်ခဲ့တာတဲ့အားနဲ့မိန်းကလေးကမာတန်းငယ်တဲ့ကုချိပင်တို့မြေကွက်လက်မှာပန်းကပွင့်ရင်တော့ဂျုံကောက်ကနေရောပို့ပြီးတော့ကောင်းမယ်ထင်တယ်ချမ်းရဲ့ပုံချီပြီးရောလှတဲ့အိမ်ပါပေါ့နော်တကယ်ကိုလှတဲ့အိမ်ပါတဲ့အဲ့တော့တိုက်ကြည့်အောင်နော်နံပါတ်1မှာယောက်ျားလေးကတော့နော်မကြသေးမီကတဲ့ဖန်တို့ကရိုအီစားလုပ်ခဲ့တာဂျိုးရအိမ်ကိုပြောင်းခဲ့တယ်ဟုတ်လားဟုတ်တယ်လीနော်ယောက်ျားလေးကမကြသေးခင်ကယူရအိမ်ပြောင်းခဲ့နော်အိမ်ပြောင်းခဲ့ဆိုတော့နံပါတ်1ကမှန်သွားပြီနံပါတ်2မှာနမ်ကြနုံယောက်ျားလေးကတော့ရောကြရဲ့ကမိန်းကလေးစီကိုဆဲကြည့်ဖို့ဆိုခဲ့ရကိုဤတာအိမ်တစ်ကိုမိတ်ဆက်နေတယ်ဟုတ်လားမဟုတ်ဘူးနော်အဲ့အတွက်နံပါတ်2ကမှားတယ်နံပါတ်3မှာရောကြနုံအဖတ်သူဆိုင်ဝါရီမိန်းကလေးကတော့တဲ့ဒီတိုက်ခန်းပေါ့နော်နေထိုင်မှုဘွားကဘူဖြုံဟန်တာကိုစင်ကခန့်တာအစင်မပြေဘူးလို့တွေးတယ်တဲ့ဟုတ်လားယောက်ျားလေးကတွေးတာပေါ့နော်နံပါတ်3မှားတယ်နံပါတ်4မှာရောကြနုံတဲ့မိန်းကလေးကတော့မာတန်းကြီးနော်မြေကွက်လက်ကနော်ဖုံးကြည့်ပဲဆိုကျဲတဲ့အိမ်မှာစားရဖို့ကိုရှိဖို့တာနေကျင်ခဲ့တယ်ဟုတ်လားမဟုတ်ဘူးเนาะယောက်ျားလေးကကျဲတဲ့အိမ်မှာဒီမြေကွက်လက်ကကျဲတဲ့အိမ်မှာနေကျင်ခဲ့တာเนาะယောက်ျားလေးနေကျင်ခဲ့တာအဲ့အတွက်4ကမှားတယ်အဖြေကနံပါတ်1ပေါ့เนาะကဲနံပါတ်5မှာဆိုရင်ဒီမှာဒူစားရမိုးအုံနုံကျောင်းရှိကိုဟက်တာလူနှစ်ယောက်ကတော့ဒီနေ့လက်ထက်ခဲ့တယ်ပေါ့เนาะလက်ထက်ပွဲလုပ်ခဲ့တယ်နံပါတ်2ဒူစားရမိုးလူနှစ်ယောက်ကတော့ကိုအကြမီရှီစာဟာလောကောကာရှိတာတဲ့เนาะ sorry ရှီစာဟာလောဂါလကောရှိတာเนาะလူနှစ်ယောက်ကတော့မကြမီရှိစားလို့အစာစားဖို့ဂါလကောရှိတာသွားမယ်အရာဖြစ်တယ်နံပါတ်3ရောကြနုံမိန်းကလေးကတော့ဂုံကန်ကိုဝီရဲဆုံးเนาะကျမ်းမာဖို့အတွက်ဂူဆူရူမော်နွန်တာเนาะခောက်ဆွဲကိုစားတယ်တဲ့နံပါတ်4နမ်ကြနုံเนาะယောက်ျားလေးကတော့ဂိုကီဘူတာเนาะယောက်ျားလေးကတော့ဂိုကီဘူတာအသားထက်ပေါ့เนาะဂူဆူရူเนาะခောက်ဆွဲကိုဒေါ်ဂျွာဟန်တာပို့ပြီးတော့ကြိုက်တယ်အဲ့တော့ကြည့်အောင်နော်နံပါတ်5မှာဆိုရင်ယောက်ျားလေးကစပြောတယ်ရှင်မလန်ရှင်ဘူးကဂျုံမရဲ့ဘူးနေရောတဲ့သူတို့သားဒုသမီးကတကယ်ကိုလှတယ်ပေါ့နော်ဖုံးမရှိဖုံးပေါ့နော်ကျောင်းမရှိတော့ကုနဲ့စွနေတဲ့နော်လက်ထက်ပွဲလဲပြီးတော့ပေါ့နော်ပြီးဆိုတော့နော်လက်ထက်ပွဲလဲပြီးဆိုတော့ပါလီဘတ်မိုကိုလောကာရှိတာနော်ပါလီမြန်ဘတ်မိုကိုလောကာရှိတာထမင်းစားကြရအောင်ပေါ့နော်ထမင်းစားဖို့သွားကြရအောင်ပေါ့နော်အားနဲ့မင်းကလေးကဘတ်ပီအားနေတာထမင်းမဟုတ်ပဲဂူဆူရူမော်ကောရကြောနော်ခောက်ဆွဲရင်ကိုစားရမှာပေါ့တဲ့ရှင်လမ်ရှင်ဘူကဟင်ပိုခါကေဦးရဲစာကီရူဘာရမြုံစောရောတဲ့သူတို့သားသူတို့သမီးကဟင်ပိုခါကေပျော်ရွှင်စွာဦးရဲစာကီရူအကြာကြီးနေထိုင်ဖို့ကိုဘာရမြုံစောရောနော်မျောလင်းရင်းနဲ့နော်ဒီမှာကျတော့ဆန္ဒပြုရင်းနဲ့ပေါ့နော်အားနဲ့ယောက်ျားလေးကခရဲသူဒါပေမဲ့လေဂျွန်တို့ကျွန်တော်ကတော့ဂုဆုပူတာနော်ခောက်ဆွဲရင်တက်ဘာပီထမင်းကတော့ကြွားရောပို့ပြီးတော့ကြိုက်တယ်တဲ့အဲ့တော့ပြန်ပြောပြပေးမယ်နော်သူတို့သားသူသမီးကတကယ်ကိုလှတယ်နော်ဖုံလက်ထက်ပွဲလဲပြီးပြီဆိုတော့အမြန်ထမင်းစားဖို့သွားကြရအောင်အားနဲ့မင်းကလေးကထမင်းမဟုတ်ပဲနော်ခောက်ဆွဲကိုစားကြရအောင်စားတာပေါ့ခောက်ဆွဲကိုစားတာပေါ့နော်သူတို့သားသူသမီးကပျော်ရွှင်စွာအချိန်ကြာကြီးနေထိုင်ဖို့เนาะဆန္ဒပြုရင်းနေပေါ့တဲ့เนาะအားနဲ့ယောက်ျားလေးကဒါပေမဲ့လည်းကျွန်တော်ကတော့ခောက်ဆွဲထက်ထမင်းပို့ပြီးကြိုက်တယ်အဲ့တော့တိုက်ကြည့်အောင်နံပါတ်1မှာသူစားတဲ့မို့လူနှစ်ယောက်ကတော့အိုနွန်ဒီနေ့ကြောမရှိခုခဲ့တာเนาะလက်ထပ်ပွဲကိုလုပ်ခဲ့တယ်ဟုတ်လားမဟုတ်ဘူးเนาะနံပါတ်1မှားတယ်နံပါတ်2မှာသူစားတဲ့မို့တဲ့เนาะလူနှစ်ယောက်ကတော့ကိုမကြမီရှိစားဟာလို့အစားစားဖို့ဂါလကောရှိတာသွားမဲ့ရာဖြစ်တယ်ဟုတ်လားအစားစားဖို့သွားမယ်ဆိုတာနော်ဟုတ်တယ်လေနော်မကြမီစားဖို့သွားမှာနော်သူတို့နော်အစားစားဖို့ပြောနေအဲ့တော့နှစ်ကမှန်တယ်နံပါတ်3မှာရောကြနုံတဲ့မိန်းကလေးကတော့ကုန်းကန်းငုံဝီရဲ့ဆိုနော်ကျမ်းမာဖို့အတွက်ပေါ့နော်ကျမ်းမာရေးကောင်းဖို့အတွက်ကုဆူရူမော်နွန်တာတဲ့ခောက်ဆွဲကိုစားတယ်ဟုတ်လားမဟုတ်ဘူးနော်နံပါတ်3မှာတယ်နံပါတ်4ကနမ်ကြနုံယောက်ျားလေးကတော့ဂူကီပူတာအသားထက်ဂူဆူရူနော်ခောက်ဆွဲကိုတော့ကြွားဟန်တာကြိုက်တယ်ဟုတ်လား
ဒီမှာဆိုရင်ယောက်ျားလေးကနော်ဒီမှာအသားတော့မပါဘူးနော်ဒီခောက်ဆွဲထက်ဒီဟိုဟာပူကြိုက်တယ်ထမင်းကိုပူကြိုက်တာလို့ပြောတာနော်ခောက်ဆွဲကိုပူကြိုက်တာမဟုတ်နော်အဲ့တော့နံပါတ်4ကမှားတယ်အဖြေကနံပါတ်1ပေါ့နော်ရမယ်နော်ကြရဆိုရင်ကျွန်တော်ဒီနေ့ရှင်းပြပြီးတဲ့အခန်း26မှာရှိတဲ့ Iki နဲ့ Duki လေးကိုနားလည်မြင်တင်ပါတယ်အဲဆိုအားလုံးကိုကျေးဇူးတင်ပါတယ်နော်ကျွန်တော်ရဲ့ TikTok channel နဲ့ YouTube channel လေးကိုလည်း follow and subscribe လုပ်အပ်တင်လုပ်ပေးပါဦးဗျအဲဆိုအားလုံးပဲတက်တာပါ